မိတ်ဆွေများအားလုံးမင်္ဂလာပါဒီသင်္ကေတအတန်လေးကိုမိတ်ဆွေတို့ထွက်တက်ပြီလားအရှိသင်္ကေတမှာကျွန်တော်မျှဝေပေးထားပါတယ်နော်ချိန်ရတယ်ဆိုရင်ဒီချာလေးလေ့ကျင့်ကြည့်ပါနောက်ကျွန်တော်တို့ A to Z မှာဆိုရင်အတန်လေးတွေအပိုင်းလေးနောက်အတန်ပိုင်းလေးတစ်ခုလေးပေါ့နော်အဲ့ဒီခေါင်းစဉ်အောင်မှာရှိတဲ့ letters လေးတွေရဲ့ name နာမည်လေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ပါမယ်သင်္ကေတလေးမမြင်ရမှာဆိုလို့ပါသင်္ကေတလေးကဒီလိုပုံစံလေးဖြစ်ပါတယ်I လေးနဲ့ဘေးနာကအဆက်ကလေးနဲ့ဆက်ပေါ့ဒါလေးတွေဒီ IPA လို့ခေါ်တဲ့အတန်အတွက်သင်္ကေတလေးတွေဖြစ်ပါတယ်အဲ့တော့ဒီသင်္ကေတလေးကိုထွက်မယ်ဆိုရင်ဒီသင်္ကေတလေးရဲ့အတန်ဒီ letter လေးရဲ့နာမည်လေးဖြစ်ပါတယ်ထွက်ကြည့်လိုက်မယ်ဆိုရင် E ကျွန်တော်တို့ရည်လိုက်ပြီးတော့သွားတွေကိုအပေါ်အောင်ပေါ်အောင်ရည်လိုက်တဲ့ပုံစံပါပဲ E okay နော်ဒါဆိုရင်ဒီသင်္ကေတလေးကိုတွေ့တဲ့အခါကျရင်ကျွန်တော်တို့ဒီ E ဆိုရဲနော် long vowel sound အတန်ကိုထွက်လို့ရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့ဒီသင်္ကေတလေးရဲ့အောက်မှာရှိတဲ့ letters လေးရဲ့နာမည်လေးကိုရွတ်ကြည့်လိုက်တဲ့အခါမှာ B C D Okay ဒါလေးပါကျွန်တော်တို့ထည့်လိုက်မယ်နော် E P T V okay เนาะကျွန်တော်တို့ T လို့မထွက်ပါဘူး T အဲ့ဒီအတန်လေးနဲ့ထွက်ပါမယ် B လို့မထွက်ပါဘူးเนาะကျွန်တော်တို့ဒါလေးနဲ့ဒါလေးကိုကွဲပြအောင်အတန်ထွက်ကြည့်ပါ V B V okay เนาะဒါလေးကိုဘယ်လိုထွက်ပါမလဲသူ့ရဲ့ letters လေးရဲ့နာမည်ကို B ဒါလေးကိုဘယ်လိုထွက်ပါမလဲ V okay เนาะအဲ့တော့အတန်လေးကကွဲပြားပါပါတယ်ဒါဆိုရင်ဒီထဲမှာရှိတဲ့ဒီ letters လေးမှာရှိတဲ့ E ဆိုတဲ့ sound vowel sound လေးပါတဲ့ letters လေးဘယ်ဟာလေးကြံပါသေးတယ်လဲမိတ်ဆွေတို့ရွေးကြည့်ပါမှန်တာပေါ့ဒါလေးနဲ့နောက်ပြီးတော့ကျွန်တော်တို့เนาะဒီထဲမှာမပါတဲ့သူ့ထဲမှာမရေးထားတဲ့ဒါလေးတစ်လုံးလေးပါကျွန်တော်တို့ထပ်ပြီးတော့ထည့်လိုက်မယ်ဒါဘာလေးလဲဆိုရင်US လို့ဆိုရင်เนาะ E အတန်နဲ့ထွက်ပါတယ် Z okay เนาะဒါလေးအောင်ဘယ်လိုထွက်မလဲ G okay ဒါဆိုရင်ကျွန်တော်တို့အဓိကပြောချင်တာဒီသင်္ကေတလေးဖြစ်ပါတယ်ဘယ်လိုထွက်မလဲ E ဟုတ်ပြီဒါဆိုရင်ဒီသင်္ကေတလေးနဲ့သက်ဆိုင်တဲ့ဒီသင်္ကေတလေးကိုเนาะဘယ် letters လေးတွေကဘယ်အခါမှာဒီသင်္ကေတလေးထွက်လဲကျွန်တော်တို့ကြည့်ကြည့်အောင်เนาะ okay so E ဆိုတဲ့ letters လေးတွေတွေ့တဲ့အခါ E တလုံးနဲ့ EO EY IE စသဖြင့်အဲ့ဒီ letters လေးတွေတွေ့တဲ့အခါမှာကျွန်တော်တို့ဒီနေ့လေ့လာလိုက်တဲ့ဒီသင်္ကေတရဲ့အတန်လေး E အဲ့ဒီအတန်လေးထွက်ပါတယ်ဒါကြောင့်မလို့သင်္ကေတအားဖြင့်ဒါလေးတွေကိုရေးမယ်ဆိုရင်ဒီလိုပုံစံလေးဖြစ်သွားမှာပေါ့ fail teach mean she we people machine key needs received စရှိသဖြင့်ဘာအတန်လေးထွက်သွားလဲ E ဆိုတဲ့အတန်လေး long vowel sound E အတန်လေးဖြစ်ပါတယ်ဒါဆိုရင်ဒီခုပြထားတဲ့ letters လေးတွေစကားလုံးလေးတွေဒါလေးတွေနဲ့သွားပြီးပေါင်းတဲ့အခါအများစုဒီကျွန်တော်တို့လေ့လာလိုက်တဲ့ E ဆိုတဲ့ long vowel sound အတန်ထွက်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့လည်းစဉ်းစားပြီးတော့ဒီလိုမျိုး E ဆိုတဲ့အတန်ပါတဲ့ letters လေးတွေဘယ်စကားလုံးလေးတွေဖြစ်မလဲဆိုတာကိုစဉ်းစားပြီးတော့ကျွန်တော်တို့ဒီ post ရဲ့အောက်မှာမဲငယ်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ကျွန်တော်တို့အတန်သင်ခန်းစာလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်